ခဲ့တဲ့ဘိုင်းမှာတော့နဇိုးဘရင်ကသူခန္ဓာကိုယ်ကိုကဘာမြေကြီးရဲ့လက်ခံကောင်အနေနဲ့အကောင်ကြီးပြောင်းထားပါတယ်ကျုပ်တို့ကအခုရှိသမျှကိုမောင်ပြီးတိုက်ခိုက်တော့မယ်ဆိုကပြေးဝင်သွားခဲ့ကြပြီမဲ့များပြားလာတဲ့စွမ်းတွေအောက်မှာလူလိမ့်ခံနေရတာတောင်မှအားလုံးပေါင်းပြီးတော့တိုက်ခိုက်နေခဲ့ကြပါတယ်အားနေလိုက်တာဖျားသခင်တစ်ပါးကနာကျင်မှုတွေကြောက်ရွံ့မှုတွေကမခံစားနိုင်ဘူးဆိုပြီးပြောနေခဲ့တဲ့နဇိုးဘရင်ကိုတော့မခံစားရဘူးဆိုတဲ့အဓိပ္ပာယ်ကခမားသိပြီလို့ဆိုလိုတာပဲလို့ဘန်ကပြောလိုက်ပါတယ်မြင်းမြတ်တိုက်ပွဲမှာမင်းတို့ကပမွားတွေပဲပမွားတွေကပမွားတွေလိုနေပြီးဖျားသခင်တွေရဲ့မိန်တန်တိုက်ခိုက်ရမှာပေါ့လို့လေးကျယ်နေခဲ့ကသူ့ရဲ့မောင်စွာအားလုံးနဲ့ဖိထားခဲ့ပါတယ်ကျမကတိုက်ခိုက်ရတာတွေကိုမုန်းတယ်ဒါပေမဲ့ရှင်းကိုသာနိုင်ရမယ်ဆိုရင်ဝမ်းမြောက်စွာတိုက်ခိုက်မှာပဲလို့ဒီယာနယ်ကပြောနေခဲ့ကကာကွယ်ရမယ့်အရာအတွက်ကျုပ်လုံးနိုင်တာပါမဆိုလုံးမယ်ကျုပ်ကလောဘကြီးတဲ့ဘရင်ပဲလို့ကင်းကလည်းပြောလိုက်ပါတယ်မာလင်ကနဇိုးဘရင်ရဲ့စွမ်းတွေကိုချိုးပေါက်ပြီးအကုန်လုံးကိုယ်တွေကိုစီးဝင်စေလိုက်ကဒီတိုက်ပွဲပြီးရင်ငါတို့တွေတပတ်လောက်အိတ်ကြမယ်လို့ပြောလိုက်ပါတယ်ဘယ်လီယာလွင်ရဲ့သမီးမင်းကနဗီယာတွေကိုအန်တူရတာတောင်မကြည့်နဲ့သေးပဲအခုကရောဘာလဲဆိုပြီးပြောတဲ့အခါဖျားသခင်ကကျမရွေးချယ်လိုက်တဲ့လမ်းကြောင်းကိုဝေဖန်ပိုင်ခွင့်မရှိဘူးလို့မာလင်ကပြန်ပြောလိုက်ပြီးနောက်တစ်ချိန်တိုက်ခိုက်ဖို့အတွက်အကုန်လုံးကပြေးဝင်သွားကြပါတယ်သူတို့အားလုံးရဲ့အစွမ်းဆုံးတိုက်ခွက်တွေကိုပေါင်းပြီးတော့စွမ်းအားတွေနဲ့ပြစ်လိုက်ကြတဲ့အခါနဇိုးဘရင်ကတော့သူ့ရဲ့ဒရူလာစွမ်းအောင်မှာထိခိုက်အောင်မလုပ်နိုင်ဘူးလို့ပြောချင်နေခဲ့ကဂိုဒါရဲ့ကေဆွေကရှင်းရဲမော်စွမ်းအားတွေပြောက်ပြက်သွားအောင်လုပ်နိုင်တယ်ဆိုတာကိုမသိရကအယူပဲလို့မာလင်ကပြောလိုက်ပြီးပါဝါဖူးကွန်ဗန်ရှင်းကိုတုံးလိုက်ကစွမ်းအားလုံးကိုပေါင်းပြစ်လိုက်ပါတယ်ခမည်းဘလောက်ပဲရုန်းကန်နေပါစေကျုပ်တို့နှလုံးသားတွေကနှဆိုင်တဲ့ခံစားချက်တွေကိုတော့ဖျောက်ပြက်ပြစ်လို့မရဘူးလို့ဂိုဒါကပြောလိုက်ကသူတို့အစွမ်းတွေကိုနဇိုးဘရင်ကကန်စားရကနီးမှာမယ်လီယိုရက်စ်ကဖူးကောင်တာနဲ့စွမ်းတွေကိုကြီးနိုင်သမျှကြီးအောင်ဟိုဘက်ဒီဘက်ရိုက်ထုတ်နေခဲ့ပါတယ်ဖူးကောင်တာရဲ့ခုတ်ချက်တိုင်းမှာအစွမ်းတွေကအရွယ်အစားကြီးတဲ့ကြီးမှလာနေခဲ့ကရက်လိုက်မင်းစီကစွမ်းအားတွေဒီလောက်ထွက်နေရင်ဘရီတာနီးယားကဘာဖြစ်သွားမယ်ဆိုတာပြောမရဘူးနော်လို့ကြောက်လန့်တကြားနဲ့ချိန်ချောက်နေပါသေးတယ်ဒီရှူတော့ကမှန်ပြီးမလားမာလင်လို့မိလိုက်ကဒူးစရိုက်9ပါးရဲ့ပေါင်းဆက်တိုက်ကွက်နမက်စစ်နဲ့နဇိုးဘရင်ကြီးကိုဆုံးတက်ပေးလိုက်ပါပြီမင်းသားကိုနောင်တရလိမ့်မယ်မယ်လီယိုရက်စ်အလင်းနဲ့မောင်ကေကဆုံးတက်သွားလိမ့်မယ်မင်းဖိတ်ခေါ်လိုက်တဲ့ຢာကိုမင်းသိမယ်ဆိုတာသိကြပါတယ်လို့မသေးခင်လေးမှပြောသွားပါသေးတယ်တိုက်ပွဲပြီးသွားတဲ့အခါမှာတော့အကုန်လုံးကမလှုပ်ရှားနိုင်ကြတော့ပါဘူးဇဲဒရစ်ကမယ်လီယိုရက်စ်နားကိုရောက်လာခဲ့ကမင်းတို့တွေဘယ်လိုလုပ်လိုက်တယ်ဆိုတာကိုပြောပြပါလားမင်းတို့တွေလှုပ်လိုက်တဲ့ပေါင်းဆက်တိုက်ကွက်ကဘရီတာနီးယားကိုပျက်စီးစေလောက်တယ်လေဘယ်လိုလုပ်ပြီးနဇိုးဘရင်ကိုပဲတက်ရောက်နိုင်ခဲ့တာလဲဆိုပြီးမေးနေခဲ့ပါတယ်ဒီမှာကမေးရဲ့ဖြေပဲဆိုပြီးရေပြင်ကြီးကိုပြကဒါကအတိုင်းစားမဲ့မော်စွမ်းအားတွေကိုတူလောင်ပေးနေတဲ့မော်ရီကန်ပဲဒီအရာကအဲ့ဒီပိုရှင်နေတဲ့စွမ်းတွေကိုစုပ်ယူပေးထားလို့ငါတို့လုံနိုင်ခဲ့တာလေလို့ပြောပြလိုက်ပါတယ်ထူးဆန်းတဲ့မြင်ကွင်းပဲတူးစီမှာရှိနေတဲ့အောက်ခြေကပမာဏကုန်သွားရင်တော့ဆက်ပြီးတော့တောင်းခံနိုင်တယ်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုလုပ်ဒီလောက်မြန်မြန်လုံနိုင်ရတာလဲလို့မေးတဲ့အခါအဲ့ဒါကမာလင်ရဲ့ကြံပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒီယာနယ်ကအလန်တကြားနဲ့ထားော်လိုက်ကပြန်ကျဲနေတဲ့ပညတ်တော်တွေကိုတွေ့လိုက်ရပါတယ်နဇိုးဘရင်ကိုနိုင်တိုက်လိုက်တာတောင်မှဘာလို့မပြောက်ွယ်သွားသေးတာလဲလို့အဲလီဇဘတ်ကမေးတော့ငါတို့ရင်ဆိုင်နေရတာကဖျားသခင်တစ်ပါးပဲလေသူ့ကိုနိုင်ယူခဲ့တယ်ဆိုရင်တော့မှလုံးဝမြင့်ပြတ်ချေမှုဖို့ကခက်ခဲတယ်အများဆုံးဆယ်စုနှစ်နဲ့ရာစုနှစ်နဲ့ငယ်လောက်မှာမူလအစွမ်းကိုပြန်ရရှိလိမ့်မယ်လို့မာလင်ကပြောလိုက်ကအဲ့ဒါတွေကိုဖျက်ဆီးဖို့ကနီးလန်းရှိပါတယ်ဟုတ်တယ်မလားမယ်လီယိုရက်စ်တို့မေးလိုက်ပါတယ်အဲ့ဒီနောက်တော့ဇဲဒရစ်ကိုနောက်ဆုတ်ခိုင်းလိုက်ကသူ့ရဲ့နဇိုးဘရင်ပုံစံကိုထုတ်ပြီးပညတ်တော်တွေကိုကောက်ကဖျက်ဆီးဖို့လုပ်လိုက်ပါတယ်နဇိုးဘရင်နှစ်ပါးရဲ့စွမ်းတွေပဲ့တင်ထပ်မှုကကဘာမြေကြီးတစ်ခုလုံးကိုတုံ့နေစေခဲ့ပါတယ်ဇဲဒရစ်ကမလုပ်ဖို့အတွက်တားလိုက်ကဒီရဲ့စွမ်းနဲ့ဆိုရင်အဖေနေရာကိုယူလို့ရပြီနော်လို့ပြောနေခဲ့ပေမဲ့အဖေလိုမျိုးကြောက်စိမ့်တဲ့နဇိုးကဘာကိုထိန်းချုပ်လို့ရပြီဆိုရင်ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒါကငါရဲ့စန္ဒမဟုတ်ဘူးမင်းရောဇဲအဲ့ဒါကမင်းလိုရှိတာမဟုတ်ဘူးလေမင်းရဲ့စန္ဒကဂေဒါနဲ့နေထိုင်လို့ရမယ်အေးချမ်းတဲ့ကဘာတစ်ခုကိုတည်ဆောက်ဖို့ပဲမလားလို့မေးလိုက်ပါတယ်အဲ့ဒီတော့မှဇဲဒရစ်ကလည်းလက်ခံသွားခဲ့ကသူ့အဖေပြောခဲ့တဲ့အလင်းနဲ့မောင်ကေကဆုံးသက်သွားပြီးမင်းဖိတ်ခေါ်လိုက်တဲ့အရာကိုမင်းသိပါတယ်လို့ပြောခဲ့တဲ့အဖေဖြစ်သူရဲ့စကားကိုကြားရောက်လာခဲ့ကခမည်းပြောတာမှန်တယ်နောက်ဘယ်လိုခေပဲရောက်လာကျွန်တော်တို့နဲ့အတူတိုက်ခိုက်မဲ့သူတွေနဲ့ကျွန်တော်တို့ကိုစံနမူနာထားတဲ့သူတွေကတော့ဆက်ပြီးခုခံနေကြအောင်ပါပဲအဲ့ဒါကကျွန်တော်အဖြစ်ပဲလို့ပြောကပညတ်တော်10ပါးကိုဖျက်ဆီးပစ်လိုက်ပြီးအလင်းကိုဆောင်စီလိုက်ပါတယ်အခုဆိုရင်နေမင်းကြီးကိုလည်းကောင်းကောင်းမြင်လိုက်ရပြီဖြစ်ပြီးအရာအားလုံးကိုဆုံးတက်ပစ်လိုက်ပါပြီဒူးစရိုက်9ပါးအောင်မြင်ခဲ့တဲ့ဒီနေ့ကိုဘယင်ကြီးကအားလည်းရအဖြစ်သတ်မှတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇဲရစ်နဲ့ဂေတာတို့ကိုနှုတ်ဆက်လိုက်ကမင်းတို့လည်းတွားတွင်ပြီးအားလုံးကစောင့်နေကြပြီလို့အက်စကာနော်ကပြောလိုက်ပါတယ်ငါတို့တွေပဲလို့မပြောပါနဲ့နေလဲလိုက်ခဲ့ရမယ်အဲ့ဒီမှာဘာရက်လုပ်နေတာလဲအတူတူပြန်လိုက်ခဲ့လို့ပြောနေကြပေမဲ့မျက်ရည်ပေါက်ကြီးစွာကြားနေကြပါတယ်တောင်းပန်ပါတယ်ခန္ဓာကိုယ်ကမလုံနိုင်တော့ဘူးကြီးရတာငါတို့လမ်းဆုံးရောက်ပြီထင်ပါတယ်ဒါပေမဲ့ငါဦးတီလျှောက်လန်းခဲ့တဲ့ဘဝအတွက်ငါနောင်တမရပါဘူးအားလုံးနဲ့တွေ့ခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုဒါခွန်မင်းကငါရဲ့အနှံ့ဆိုင်ဆုံးခံစားချက်တွေကိုနားထောင်ပေးတဲ့တငယ်ချင်းကောင်းပါပဲကင်းခွန်ဒီယာနဲ့ဆန်မင်းတို့ရဲ့မင်္ဂလာပွဲကိုမတက်ရောက်နိုင်တော့တဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ပျော်ရွှင်တဲ့ဘဝလေးရဖို့နှစ်ယောက်လုံးကိုဆုတောင်းပေးလိုက်ပါတယ်အဲလီဇဘတ်ဆာမအရှင်မင်းကြီးဟန်ဒီခွန်နဲ့အခြားသူတွေကိုနှုတ်ဆက်ကြောင်းပြောပေး
ပါနော်မာရဲဆန်အစုံဒီကျွန်တော်ကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်ပန်ဆန်အများကြီးမတောင်းနဲ့နော်ခေါင်းဆောင်ကကျွန်တော်တက်ရှင်နေရတဲ့အကြောင်းရင်းဖြစ်ပြီးတော့ကျွန်တော်အချစ်ဆုံးတငယ်ချင်းပါမာလင်ဆန်ကျွန်တော်အမြဲတမ်းချက်ခဲ့ရတာပါရိုဇာနဲ့တူလို့မဟုတ်ပဲအခြားသူတွေနဲ့မတူအောင်ဆက်ဆံပေးခဲ့တဲ့အတွက်ပါကျွန်တော်ကိုလေးလာစရာနမူနာတစ်ခုလိုမျိုးမြင်နေဆိုရင်တော့မှကျွန်တော်ပြောပါတယ်အဲ့ဒီအတိတ်ပဲကမင်းရဲ့နှလုံးသားတောင်းတနေရာမှာကျွန်တော်နေရာယူထားတယ်ဆိုရင်ပေါ့လို့အားလုံးကိုအစကာနောတရားကနှုတ်ဆက်နေခဲ့ပါတယ်အရန်နောက်ကျသွားပြီးနောက်ပြန်လဲလို့မရတော့ဘူးအစကာနောရှင်ကျမနဲ့နှစ်3000လောက်စောစောတွေးခဲ့ရင်ကောင်းမယ်လို့မာလင်ကပြောနေခဲ့ပြီးဘလို့ပဲဖြစ်ဖြစ်ကျွန်တော်မင်းရဲ့နာမရှိနေမှာပါမင်းပါပဲဆုံးဖြတ်မင်းဘလို့ပြစ်မှုမျိုးကိုပဲကျူးလွန်ပါစေပေါ့လို့ပြောလိုက်ပါတယ်ရှင်အဲ့ဒါကိုသိနေခဲ့တာလားလို့မေးလိုက်တဲ့အခါမသိပါဘူးထင်မြင်ချက်တက်ပါပဲစားတွေးတဲ့နေ့ကတည်းကမင်းစီမှာဝမ်းအနေဆုံးမျက်လုံးတွေရှိနေခဲ့တာလေကြည့်ရတာတော့ချိန်ပြည့်ပြီထင်ပါတယ်အားလုံးကိုအကောင်းဆုံးဆုတောင်းပေးပါမယ်အခုဝေးမှနေကြပါအနေရများတယ်လို့ပြောပြီးတော့တကိုယ်လုံးကမိတွေဟာတောက်လောင်လာခဲ့ပါတယ်စိတ်မထိန်နိုင်တော့တဲ့မာလင်လည်းအစကာနောစီကိုတိုးကတ်သွားခဲ့ကအနန်းတပွင့်ကိုပေးလိုက်ပြီးကျမရှင်ရဲ့ခံစားချက်တွေအတိုင်းပြန်မပေးနိုင်ပေမဲ့အ ਨੇ ဆုံးတော့ရှင်ရှိခဲ့တယ်ဆိုတာကိုတက်တည်ပြဖို့ကျမအသွေးသားတွေပေါ်မှာလောင်ကျွမ်းမဲ့အမှတ်တစ်ခုကျမကိုချစ်ခဲ့တဲ့တဦးတည်းသောသူရှိတယ်ဆိုတဲ့တက်တည်ပေါ်ဆိုပြီးအမာယုတ်တစ်ခုထင်ရှားအောင်လုပ်ခဲ့ပါတယ်မင်းရဲ့အချစ်ကထီးချန်ဆန်နဲ့နှလုံးသားကိုမူရစ်စေတဲ့အစင်းမြင့်ဝိုင်းလေးပေါ့ဒါပေမဲ့မင်းကိုလောင်တဲ့ဖို့ထိုက်တန်တဲ့ခွက်ကငါမဖြစ်နိုင်ဘူး။အိုဖျားသခင်အဲ့ဒီအချစ်ကိုပွေ့ဖက်ပေးနိုင်ဖို့ထိုက်တန်မဲ့အခြားသူတယောက်ပေါ်လာဖို့ဆုတောင်းပါတယ်ဆိုပြီးနောက်ဆုံးအချိန်ထိတိုင်အောင်ပေးဆက်အချစ်တွေနဲ့တူချစ်ရတဲ့မာလင်ဖို့ကြပြတပုတ်ကိုဆက်ဆိုသွားခဲ့ပါတယ်။အဲ့ဒီနောက်တော့ချင်းသေးတူစီအိုက်အစကာနိုဟာအကုန်လုံးကိုနှုတ်ဆက်သွားခဲ့ပြီးကောင်းကောင်းအိပ်ဆက်နာယူသွားခဲ့ပြီးဖြစ်ပါတယ်။